Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဘန်ကောက်စင်ထရယ်ဘောမှာကျမခဲ့တဲ့ blog event လေးကိုသွားပြီးတော့ review video လေးရိုက်ထားပါဆုံးဖြတ်ကြည့်ပေးပါဦးဒါကတော့မြင်တဲ့အတိုင်းပဲဒီ mini transformer လေးပေါ့သူဒါမဲ့ဒီ product လေးတွေလာလောက်ထားတာဒီ mini လေးတော့89ပတ်နဲ့ဈေးလည်းတက်တာတယ်ဒီလေးလည်းလာပါဒါကတော့ဒီ Bumblebee movie ရဲ့ BE ပါသူ accessory မျက်နှာဖုံးတွေရောပါပါအဲ့တော့ MDL လေးဈေးတက်တာပေါ့ရွေးချယ်ကြလည်းဖြစ်တယ်ဒါတော့ဒီဝီခုံးကတွန်မှာဒါတော့ဗမန်ကားတွေပါ Star Wars လည်းရှိမယ်ဒီ mini Spider-Man လေးလည်းမဆိုးလောက်ဘူးပေါ့နော်သူဒီပြန်ဆိုရင်အဆင်ပြေမယ်အဲ့ဒါတော့ဒီ Naruto ကဒါကတော့တိတ်ပြီးပုံမလောက်ဘူးပေါ့အဲ့နဲ့ရုပ်ပေါက်တယ်အစစ်တည်းဒီ Ultraman လေးတော့မဆိုးပါဘူးဒီမှာကျွန်တော်ကြည့်နေတာဒီပတ်မန်းပေါ့နော်ပတ်မန်းကိုကျွန်တော်ကြည့်နေတာ blog ကြီးကနောက်ပိုင်းတော်တော်လေးခီးရောက်လာပေါ့နော်ဒီ Ultraman တွေတခြား animation တွေ Transformer တွေMarvel DC တွေ animation တွေအများကြီးကိုထုတ်လာပေါ့နော်အဲ့ဒါဆိုလဲဒီ set ဆိုလဲမိုက်တယ်ဒါပေမဲ့ဈေးကတော့2000ကျော်လောက်ပေါ့နော်ဒီ sound wave ကတော့ဒီအကောင်းဆုံးလို့ပြောကြပေါ့နော် review တွေမှာကျွန်တော် credit မဝယ်ရသေးဘူးတော်တော်လေးလာတဲ့အတန်တွေပါလည်းထွက်တယ်ပေါ့အဲ့ကောင်အဲ့တော့ဒီ dinosaur တွေလည်းသူတို့ထုတ်တယ်နောက်ပြီးတော့ကားတွေမျိုးစုံပဲမူဗီတွေရောတော်တော်လေးကိုထွက်လာပေါ့ရုပ်တွေဒါတော့ဒီ transformer ဒါတော့ဒီတခြား site တွေဒီ night one လဲတော့လာတဲ့ superman တို့ဒီ transformer တွေရောသဘောကျပါတော့မပြီးမှုကြီး site လဲမစိုးဘူးပေါ့နော်ဒီ Batman has နဲ့ Catwoman နဲ့ Batman တော်တော်လေးကို accessory ဆုံးပြီးလှတယ်ဒီ Batman ပြီးတော့ဒီဘက်မှာ Star Wars တွေဒါတော့ One Red Side တွေပေါ့နော်ဒါတော့ဒီ Spider-Man နည်းဒီကောင်ဒီ One Red Side ပါပဲတော်လေးတော့လှဒါပေမဲ့အစ်စ်တွေတော့ကျွန်တော်သိမကြသေးဘူးပေါ့သိမလှဘူးဒါတော့ Wolverine နဲ့တက်ဘူးဒီ Absolute Batman တော့စောက်ရမ်းကိုမိုက်တာပါ accessory ရောဟွာရော Holy shit ဒီမှာကြည့်ရင်ဒီ Absolute Batman ပေါ့နော်တော်လေး SCF တို့တခြား one တွေ brand တွေကိုသူကဈေးသာနဲ့ရနိုင်တဲ့အတွက်လူတန်းဝယ်လို့ရပြီပေါ့ဗျာသိရမလားအဲ့လိုမျိုးပုံစံမျိုးဒီ price ဆိုလဲလှတယ်ပေါ့ဒီခါခါကြီးဆိုလဲလှတယ်တော်တော်လေးဒါပေမဲ့ခါကြီးကတော့မထွက်သေးဘူး SCF နဲ့ Fat တခြား one dress scale နဲ့ရောစုလို့ရပါပေါ့အဲ့လိုလေးတော့မြင်နေမှာနော် size ကတော့ဘယ်လို size လာအောင်မလဲတော့မသိဘူးဒီဝခုံးလေးလည်းလာတယ်တခြားဒီဒါတွေတော့ကျွန်တော်မသိဘူးပေါ့ animation နေရာဟာတွေဟုတ်တခြားဒီလိုလည်းရှိရပေါ့ထားပါတော့အဲ့ပြီးတော့ဒီ transformer ကားတွေဒီ bad movie တွေဒီ prototype ဒီပုံစံမျိုးဆေးဝါမျိုးဖြစ်တယ်ဒီထွက်လာပေါ့နော်ထုတ်ထားပေါ့နော် transformer ဒီကားဆိုလာတယ်သူကကားတွေဆိုရင်တော့တန်နဲ့လောက်ထားပါတော့ time gas ပုံစံမျိုးဒီအဓိကတော့ဒီမှာဒီပွဲမှာကျွန်တော်ကြည့်နေတာဒီဘတ်မန်နဲ့ပတ်သက်တဲ့ဟာကြီးကြည့်နေတာဒီဘတ်မန်ကားတွေဆိုတော့ဘတ်မူဗီဆိုတော့တော်တော်လေးလာအဲ့တော့ဒီ transformer တွေရဲ့မှာဒီ prime တို့ဘာညာကားတွေပေါ့နော်ဒီကောင်တွေကတော့ကားသက်ဆုတဲ့လူတွေဆိုတော့အဆင်ပြေမယ်ဒါကတော့ဒီ blind ပေါက်ပုံစံမျိုးသူတို့လောက်ထားပါတော့ဘရိုကြီးကဒီ minion တွေဒီလိုဟာဟိုမှာလေးရုပ်လေးပေါ့နော်အဲ့ဒါလေးသူတို့ထုတ်ထားပါတော့ဒါဆိုရင်ခေါင်းကြီးကိုဒီပုံစံမျိုးလေးဒါတော့သူတို့ကျွန်တော်တို့ကောက်တာကိုလောက်ထားပါဒီမှာ limited item တွေသူတို့ဒီ event မှာရောင်းတဲ့ item တွေရှိရယ်ဈေးတော့အရင်မကြည့်ဘူး600ကျော်900နီးပါးလောက်ပဲရှိရပါဒါကတော့ဒီ artist တွေဈေးချေထားတဲ့ပုံစံတွေပေါ့နော်သူတို့ဒီ blog ကြီးရုပ်တွေကိုဒါကဒီလိုမျိုးရှိမယ်ကျွန်တော်ဒီထဲကဒီ sound wave ကိုတော့တော်တော်လေးသဘောကျပါတော့သူတို့ဒီကာတွန်းပုံစံမျိုးချဲထားတာ sound wave မှာဒီ prime နဲ့ sound wave ကိုတော့သူတို့လုပ်ပေးထားပါဒီဘက်မှာတော့ဒီ automate prime ကိုနဲ့ဒီရှားဟာလေးရှိရပါဒီ artist တွေကတော့ artist တွေပါပဲအဲ့နဲ့ကျွန်တော်ဒီ wave မှာကျွန်တော်မွေရသေးတော့
လေးဘူးကျွန်တော်ဝယ်လာရပါတော့ဒီ Megatron နဲ့ဒီ Automate Prime လိုချင်တာဒီဘူးဒီထက်ကနေပေါက်ပါသေးလို့ပဲကျွန်တော်ထူတောင်းတော့အဲ့ဒါကတော့ဒီကျွန်တော် limited edition transformer ကိုဒီဓာတ်ပုံရိုက်လာသူအထက်က Griever သားနဲ့ပေါ့ဒီ Bumblebee ကဒါတော့ဒီကျွန်တော်သဘောကျတဲ့ figure ပုံလေးရိုက်လာဒါလေးထွက်လာတော့ဈေးရိုင်းတော့ကြီးမယ်လို့တော့မထင်ဘူးပေါ့နောက်ပြီးဒီ reprint လေးလာတယ်တခြားဒီ sound wave လည်းလိုချင်တယ်ပေါ့ဒီ Bumblebee movie ရဲ့ဟာတွေရောဒီ prime တွေရောတော်တော်လေးလာရပါတော့အဓိကတော့ဒီ absolute Batman ထွက်လာရင်တော့ဝယ်ပြမယ်ထင်တယ်ပေါ့ဈေးလည်းသက်သာတယ်နောက်ပြီး accessory တွေလည်းများတယ်ပေါ့အနည်းဆုံးတော့ဒီတခြားဟာတွေထက်ဆိုင်ဈေးပိုသက်သာမယ်လို့ကျွန်တော်ခံမှန်းမိအောင်အဲ့တော့ဒီကျွန်တော်ပေါက်လာတဲ့လေးခုတွေပေါက်တဲ့ကောင်တွေမှာ main character တွေရလာဆိုတော့မဆိုးပါဘူးဒါကတော့ဒီလိုမျိုးအကောင်ပေါင်းလို့ရဒါကျွန်တော်ဆုထားတဲ့ character တွေပါဆုံးထီကြည့်ပြီးတော့အလုံးကျေးဇူးတင်ပါတယ်